Yo what's up ကျွန်တော်ခုပါဒီနေ့တော့ကျွန်တော်အပြင်သွားရမှာရှိတယ်မနက်စာအရင်သွားစားတယ်မနက်စာကတော့အိမ်နာအခေမှာပဲသွားစားလိုက်တယ်ကျွန်တော်ကြိုက်တယ်ပဲထုံးစံတိုင်းစီလုံးတီဒင်ဆန်နဲ့နမ်ရစားပြီးတော့ပထမဦးဆုံးသွားတာကတော့ကျွန်တော်တန်ငယ်ချင်းတွေစီကိုပေါ့လေကျွန်တော်ပေါ်ကျွတ်တင်နဲ့ချိန်နာလို့သူတို့စီကိုသွားပါတယ်ဒီကောင်နေမောင်းတဲ့ကားကို slide စီးရင်တော့အတအမှာကန်ထားဖို့ကျွန်တော်အမြင်တွေးမိတယ်ဆရာကြီးတွေကကျွတ်စင်ကြီးလောက်ပြရတာပေါ့နော်အခုကနီးသွားတဲ့ခီးကနည်းနည်းနီးနေလို့အေးစစ်စစ်ပါမယ်ကျွန်တော်တို့မိတဲ့ဘာညာလုပ်ပြီးတော့ဘဇာမှာသွားပြီးတော့မုတ်တွေပါတယ်ဝင်ဝဲအေးပါတယ်ဝင်တောက်ပြီးတော့ခဏအပူရှောင်နေပေါ့လေကဲခုတော့ပြန်တိုးနေပါပြီကျွန်တော်ကတော့မြောက်ကလာဘက်ကိုကိစ္စတစ်ခုရှိလို့သွားရပါတယ်မြောက်ကလာမှာခဏနေပြီးတော့ကျွန်တော်ပြန်ပြီပေါ့လေပြန်နေရင်းနဲ့လမ်းမှာဘိုက်စာလာတာနဲ့ Giant Square ဝင်ပြီးတော့ချီလီပေါ့မှာမာလာရှန်ကိုဝင်စားတယ်ကျွန်တော်ကမာလာရှန်ကိုအရင်ကြိုက်တယ်မှာတော့မပါဘူးဒါပေမဲ့ဒီနေ့စားကျင်နေရတဲ့စားလိုက်အိမ်ရောက်တော့တော်တော်မိုးချုပ်နေပြီဗျာ8 နာရီထိုးကန်ဒီလောက်မှရောက်တာပြီးတော့ကျွန်တော်ရေမိုးချိုးခေါင်းလျှော်လိုက်တော့လူကတော်တော်အိတ်ချင်သွားဒါပေမဲ့လည်းငါစားလို့ရမယ်ဆိုပြီးတော့စိတ်ကိုတင်းခံပြီးတော့စားလုပ်တယ် discipline ပေါ့ဟေးပြီးတော့ဖះရှိခိုးတယ်ဘယ်လိုပဲအိတ်ချင်ဖះတော့ကျွန်တော်မဖြစ်မနေရအောင်ရှိခိုးတယ်ကျွန်တော်လုပ်ကိုလုပ်ရမယ်ဆိုတဲ့အလုပ်ကိုဘာတွေပဲဖြစ်အောင်လုပ်တတ်တာတော့ကျွန်တော်ရဲ့အကျင့်တစ်ခုကဲအားလုံးပဲ take care နော်ကျွန်တော်ကတော့ခုပါ